ရန်ကုန်ဂလက်ဒီကိုပလေယာတွေဘယ်လောက်ထိတောင်ပြီးဖောင်ရောက်သွားလဲဆိုတာပြောပြမယ်ဒီမှာတစ်ဖက် enemy sanction က mountain shot ကတုံးလိုက်တယ် mountain shot ကိုမြင်တဲ့ရင်ကသူ့ရဲ့ဒရနာဝဲကမတုံးမဲ့ကင်နာတာဗျာဒီလှေထွက်လာတဲ့ micro second လေးတစ်ခုထဲမှာသူကင်နာတာဖြစ်တဲ့အတွက် activate လုပ်လိုက်နိုင်တယ်လုပ်လိုက်နိုင်တော့လှေကနေပြီးတော့ စတန်းနဲ့စတန်းကွက်ကိုသူ immune ပြလိုက်နိုင်တယ်ခိုးဆန်းအဲ့ကွက်လုံးဝမထင်တော့ဘူးအဲ့တော့ तू ကကြုံသွားပြီးငုံခံလိုက်ရတယ်ဒီမှာရင်ကတော်တော် outplay ဖြစ်နေပြီနော်ဒါပေမဲ့အဲ့ကွက်ကမပြီးသေးဘူး flicker ခုံပြီးပါဗဇာနာကိုထွေးချလိုက်သေးတာ oh my god အဲ့တော့ဗဇာနာရော ruby ရောကသူ့ရဲ့တော်တော်လေးကိုပိန်သွားပြီးတော့နောက်ကနေပြီးတော့ဒီဟန်ရဲ့အဆုံးသက်ရှင်ခံလိုက်ရတယ်ဒါမှဆိုလို့ရှိရင်လည်းဒါ blink ရဲ့နောက်ထပ်ဒီ micro spare တွေကိုသူတို့ cast တဲ့ပုံစံမျိုးဒီမှာဆိုလို့ရှိရင် तू vision မြင်လိုက်ပြီဒါပေမဲ့ तू တခါတည်း cycling eagle ကိုတမ်းမပေးဘူးဘာလို့လဲဆိုတော့ Kai Z ကလုံးဝမမီသေးတဲ့အခြေအနေမျိုးမှာ Kai Z ကို तू ကစောင့်ပြီးသွားမှပဲသူ့ရဲ့ဒီ cycling eagle ကိုပေးပြီးတော့ Kai Z ရဲ့ spare combo နဲ့ तू ဖြတ်တယ်အဲ့တော့ပြောချင်တာဒီဗီဒီယိုကတော်တော်လေးကိုအသေးသေးကြားတဲ့ Young Galactico နဲ့ဒီတစ်ဖက်အသင်း Pro Esport ရဲ့ပွဲစဉ်ကိုကျွန်တော်တေချာလေးကြည့်ပြီးတော့ analyze လုပ်ပေးရတယ်စိတ်ဝင်စားရင်တေချာလေးကိုကြည့်လိုက်Game 1မှာဆိုလို့ရှိရင်သူတို့ရဲ့ draft အကြောင်းတွေပြောထားတယ်Game 2မှာဆိုလို့ရှိရင်ဆောနာကျွန်တော်တို့သူတို့ပေးတဲ့ spare အသေးစိတ်တွေအကြောင်းကျွန်တော်ရှင်းပြထားတယ် Game 1ရဲ့ draft pick ကလေရန်ကုန် Galactico မို့လို့ကိုစော်လို့ရတဲ့ draft pick မျိုးလို့ကျွန်တော်အနေနဲ့ယူဆတယ်ဘာလို့လဲဆိုတော့သူတို့ဒီ MSN မှာစော့ခဲ့ဘူးတဲ့ဒီ Fedwin Marcel ခေါ်ဒါသူတို့အမြဲတမ်းပစ်နေကြဒါပေမဲ့ Moscow ပစ်လာလဲမထူးဆန်းဘူးဆောနာကသူတို့ဝမိုကွန်ဘိုပေါင်းဆိုင်မဲ့ဒီ draft pick မျိုးမှာ splitter ပါတော့အရင်မထူးဆန်းထူးဆန်းတာ UNS ဖြစ်နေတာဘာလို့လဲဆိုတော့သူတို့ဒီ Fedwin Marcel ခေါ်က spare တွေကတစ်ခွက်ထဲနဲ့တစ်ခါတည်းပြီးမဲ့ကောင်တွေဖြစ်တာမို့လို့တကယ်တမ်းဗတ်တွေကိုကြာဆိုင်ရတဲ့အချိန်မျိုးကြလို့ရှိရင်ပြဿနာတက်နိုင်တယ်အဲ့တော့ကျွန်တော်အမြင်မှာဆိုလို့ရှိရင်ဒီ Ruby တို့ Trezella တို့လိုမျိုး damage တွေကန်လဲရတယ်ဒီလို damage ပေးတာလဲလွယ်လွယ်ကူပေးလို့ရတဲ့ဒီ ESP မျိုးရွေးချယ်မယ်တင်ခဲ့ပေမဲ့တကယ်တမ်းရွေးချယ်လာ UNS ကဘယ်လောက်ထိဒီ spare ပေးရတာခက်တယ်ဆိုတော့တော်တော်များများသိတယ်သူက stem မစုတက်လို့ရှိရင်လည်းရင် damage တွေကလုံးလို့မရဘူးတော်တော်လေးကို macro micro လိုတဲ့ hero တကောင်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူတို့ရတဲ့ player ရင်ဒါသူတို့ကလည်းတော်တော်လေးကို trainer တယ်ဆိုတာကြောင့်ဒီပွဲမှာသူတို့ဘယ်လောက်ထိအသေးစိတ်ဆန်လဲဆိုတာဒီ draft ပေါ်မူတည်ပြီးတော့ပြောပြမယ်တစ်ဖက်က hero တွေကိုသွားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ကလောက် glue phobia fanny ပြီးရင်တို့ထပ်ပြီးတော့နောက်ဆုံးထွက်လာတဲ့ hero တကောင်ကဇီးချင်ဆိုတော့လေဒါသိရတဲ့အတိုင်းပဲအကုန်လုံးကဗတ်တဲကိုတောက်လျှောက်ဆိုင်လို့ရတယ်တစ်ဖက်ကဒီ Marcel Golf Fedrin တို့လိုမတူဘူးကဲအဲ့တော့ကျွန်တော်အင်္ဂိမ်းတွေကိုသွားပြီးတော့ကြည့်မယ်အားလေးဂိမ်းမှာနေဘလင်းကအမားလေးတစ်ခုလှုပ်တယ်အဲ့ဒါဘာလဲဆိုတော့သူတို့အရင်တော့လိုမျိုးဒီဂိုးလေးကနည်းနည်းလေးအဆင်မပြေတယ်ဘလင်းကသွားကြည့်ပေးတဲ့ပုံစံမျိုးပေါ့နော်အရင်ကစတစ်နဲ့တွဲဆော့နေကြဒါကျွန်တော်နီးပြလို့တော့ဆိုအမြဲတမ်းဘလင်းဆော့တဲ့အတင်းနဲ့တွဲပြီးဆိုလို့ချင်းဘလင်းကဂိုးလေးမှာပဲထိုင်နေလို့အမြဲတမ်းဒီဂျန်ဂယ်ကိုတိုက်ခိုင်းလေးရှိတယ်တကယ်လဲဒီစန်ကြီးကအားလေးဂိမ်းမှာနည်းနည်းလေးမွတ်နေတဲ့ပုံစံမျိုးဖြစ်တာကြောင့်သူသွားကြည့်ပေးလိုက်တဲ့အချိန်မှာဟန်ချက်ချင်းပဲထိန်းခံလိုက်ရတယ်ဒီနေ့တစ်ခုမှာဘလင်းလည်းသူ့ရဲ့အမားသူတီးပါဘာလို့ဆိုချက်ချင်းပြေးဆင်းလာတဲ့ပုံစံမျိုးဆိုတော့ဒါပေမဲ့လည်းဟန်တော့တက်ခံလာရပြီကဲကျွန်တော်ဆက်ပြီးတော့ကြည့်မယ်ဖန်နီနဲ့ပြစ်တာကြောင့်တော့ဒီတာတယ်ရတော့ရမှာပဲအဓိက Fanny က data ကိုလာဆိုင်လေးမရှိဘူးဒီမှာကျွန်တော်တို့ပြောချင်တဲ့အချက်လောက်ကိုစောက်ဆုံးရောက်လာပြီဇီးချန်တဲ့ 4PS ကနေပေးတဲ့ဒီထွက်လာတဲ့သူတို့စီက output damage နဲ့ဒီ Go နဲ့ UNS စီကထွက်လာတဲ့output damage ကဗတဲ့ကြာဆိုင်တဲ့ချိန်မှာတော်တော်လေးကိုကွာတယ် Go ကညက်လဲညက်တယ်ဒါအပြင် UNS ကလည်းထင်တယ်လောက်ကြီးအရင် damage output ကိုမပေးနိုင်တာဖြစ်တဲ့အတွက်ဒီ Vader မှာဆိုလို့ရှိရင် spare တွေအကုန်တဲပေးတာတော့မှပဲ YG ကတနည်းတစ်ပုံနဲ့ Vader ကိုကျသွားတယ်တစ်ဖက်က Fanny ဖြစ်နေတော့ Tartar တွေတော့တောက်လျှောက် skip နေလို့ Tartar ရတယ်ဆိုပေမဲ့ Fanny ဆိုတဲ့ hero ကသူ့ရဲ့ blue bat time ကိုကြည့်ပြီးတော့ Sanji bat link ကိုလည်းတစ်ခါတလေခန်းတက်တာကြောင့် Sanji ကိုသွားပြီးတော့ Fanny နဲ့ထိတိုက်တွေ့တဲ့အပိုင်းမှာ Sanji ကလည်းပြဿနာလေးတွေတက်လာအဲ့တော့ဘာဖြစ်လဲဆိုတော့ Tartar တွေလည်းပြီးတော့မယ် Nawo ကလည်းအရင်ကေးတွေကြောင့်ကွာမနေဘူးဆိုတဲ့အနေအထားမျိုးမှာတဲဆိုင်ရတဲ့အချိန် Vader အကြာကြီးဆိုင်တဲ့အချိန်မှာတစ်ဖက်ကဒီ 4PS တွေ ZCN တွေရှိနေတဲ့အချိန်မျိုးမှာ ESB ကဗတဲ့ damage ကိုပေးဖို့တော်တော်လေးကိုတာဝန်ယူဖို့လိုအပ်နေပြီအဲ့ချိန်မှာ UNS ကြီး iconic Flicker နဲ့ဝင်လာတဲ့ကွာတကယ်ကိုအဲ့ပွဲကီးပဲရင်ကအဲ့လိုမျိုးများများဆဆလှုပ်လေသူတို့ကဗတဲ့ကြာဆိုင်ပေမဲ့မတာဘူးဆိုတဲ့ကွာကိုရင်ကထိန်းထားနိုင်နေပဲအဲ့မှာလဲဒီရင်ကတကောင်လဲရခဲ့တယ်တွေးလျှော့ပေးရကြောင်းဟန်နောက်မှာ execute ထပ်ပြီးတော့လှုပ်လိုက်တာကြောင့်တော်တော်လေးတော့ကောင်းသွားတယ်ဒီပတ်တယ်မှာဆိုလို့ရှိရင်အဲ့ဒီဗတဲ့တော့ချောက်ကိုမယုံလို့ရှိရင်ပြန်ပြီးတော့ကြည့်ကြည့် Fanny သွေးတွေအကုန်ရောနေတာလောရိုက်တဲ့အချက်ရင် iconic အဲ့နှစ်ခုပဲပါတယ်အမှတခါတည်းဒီရင်က shut down လုပ်နိုင်တဲ့ပြင်ဟန်အမှဂိုးနာဟောပြီးပြီဆိုသူ retry ပေါက်ချလိုက်တာဒါပေမဲ့ကိုရန်အောင်ကမပြီးဖြစ်သွားတဲ့အတွက်ကြောင့်ဒီလော့မရပါဘူး objective အတွက်ပစ်ထားတာဖြစ်တဲ့အတွက် objective ယူမယ်မြင်မြန်ဆန်ဆန်ဆိုင်မယ်အဲ့လို aggressive ဆန်ဆန်ဆော့မယ်ဆိုရဲ drop pick ကတဖြည်းဖြည်းလေးကျိုးသွားတယ်အဓိကသူတို့ objective အတွက်ယူကျင်တာဗျာဒုတိယလော့မှာလည်းအဲ့အတိုင်းပဲဒါမှဆိုလို့ရှိရင်သူတို့ဒီရှိရဲ့ disable တွေနဲ့ဒီရှိရကောင်စတန်းပြီးတော့နောက်ကနေဒီ ray ထိုးတာနဲ့တန်းပြီးတော့ဖြတ်တာကြောင့်တကောင်ရလိုက်တယ်ဓာတ်မှန်ပြီးတော့ blink ဆိုလို့ရှိရင်လည်းဒီ Fanny လာမဲ့ lane ကို golden hour ကြီးပါပိတ်ထားတာဖြစ်တဲ့အတွက်ဘလို့မှ retry လာပေါက်လို့မရဘူးထပ်မှန်ပြီးတော့ objective အတွက်ပစ်ထားတဲ့ draft က objective ထပ်ပြီးတော့မရလိုက်ဘူးဆိုတော့နည်းနည်းလေးပြဿနာတွေကပို့ပြီးတော့တက်လာတဲ့အနေအထားမျိုးကိုရောက်လာတယ်ဗျဒါပေမဲ့တူးချင်း individual တွေကောင်းမှုနဲ့ high ground ကိုတော်တော်လေးအရေးကြီးတဲ့အချိန်မှာထိန်းထားနိုင်ခဲ့တယ်တကယ်တမ်း objective ရပြီဆိုလဲကြည့်
လုံးဝမင်းတလိမ့်မှာရသွားတာဒီလိုမျိုးခက်ခဲမကာ3လိမ့်ပေါက်နေတဲ့အခြေအနေမျိုးမှာเนาะကျွန်တော်တော့မပြတော့ကြော်လိုက်တယ်နောက်ဆုံးတော့နိုင်သွားတဲ့ကီးမှာကျတော့ Fanny ရဲ့ over confidence လည်းပါတယ်သူကဆွမ်းနာလိုမျိုးYG ကလည်းသူ dropping နဲ့သူ objective တွေမရလဲနေသူအရန် over confidence ဖြစ်သွားတယ် Moscow နဲ့လေကိန်းမှာရှင် split ရမယ်ဆိုတော့တီနဲ့ over confidence ဖြစ်သွားလားပါလားမသိ Moscow တီးတာလည်းခံလိုက်ရအောင်တခါတည်းပွဲရပြီးတော့အဓိကတော့ဒီ objective တော့ပေးထားတဲ့ drop pick တစ်ခုက objective မရခဲ့တာကြောင့်ပွဲချိန်အရန်ကြာသွားခဲ့တယ်သူတို့ရဲ့ individual ထိပြီးတော့ဒီ defensive လုပ်ခဲ့တယ်အဲ့ချိန်မှာ quite လေးကလည်းလာပြီးတော့ over confidence လုပ်ပြတော့တီးထုတ်ခံလိုက်ရတော့ပွဲရပြီးတော့အကယ်၍သာ quite လေးလာ over confidence မဖြစ်ဘူးဆိုကျွန်တော်တို့ကဒီနားမှာတေချာပေါက် 5 battle full battle တစ်ခုကိုရှင်ဆိုင်ရတဲ့အချိန်မှာနိုင်ဝလည်းဖြစ်နိုင်တယ်ရှုံးသွားလည်းဖြစ်နိုင်တယ်50-50ပဲ quite လေးကအမှားလုပ်ခဲ့လို့ဒီပွဲကတော့အနိုင်ရရှိသွားသည်ပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ဒီ season 9ရဲ့ drop pick တစ်ခုနဲ့တော့မဟုတ်ဘူးတစ်ဖက်တင်းကအမှားလုပ်လို့ဒါကျွန်တော်တို့ကအမှားကိုစားနိုင်လိုက်လို့တခါတည်းအနိုင်ရရှိသွားတဲ့ပုံစံမျိုးဖြစ်တယ်ကဲအဲ့တော့ကျွန်တော်တို့ game 2ကိုထပ်မှန်ပြီးတော့သွားပြီးတော့ကြည့်မယ် game 2ကိုမကြည့်ရင်ပြောပြချင်တာကကျတော့ဒီလိုမျိုး second 3မိနစ်20လောက်ဂိမ်းတစ်ခုကိုနိုင်မလို့ဖြစ်ပြီးတော့ပြန်ရှုံးသွားလို့ရှိရင် player တွေမှာခံစားချက်အနည်းငယ်ရှိတယ်သူပြင်ဒီပွဲကအလုံးဝတစ်ဖက်ကို knockout ကိုတက်ကားမဲ့အခြေအနေမျိုးမှာဒုတိယပွဲ YG ကလည်းလုံးဝဒီစိတ်တွေကမြင်မာပြီးတော့သူတို့ရဲ့ P form တစ်ခုကိုရောက်သွားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော် game 2မှာထပ်မံပြီးပြောပြမယ် game 2ရဲ့ drop pick ပစ်တဲ့ပုံစံအရ objective လုံးဝမဟုတ်တော့ဘူးသူတို့ရဲ့ last picking ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါ Metara ဆိုတဲ့ hero ကသိရတဲ့အတိုင်းပဲဒီ objective ဆိုတာထက်သူကဒီလိုမျိုးဒီ side lane ကန်းကင်းတွေများများဆဆလုပ်မယ်တူးချင်း individual တွေမှာပို့ပြီးတော့တောင်းအောင်လို့ဆွမ်းဆောင်ပြီးပြန်စိမယ်ဆိုတဲ့ပုံစံမျိုးနဲ့လာတာအဲ့ drop pick ကိုသူတို့တကယ်လုံနိုင်လားဆိုတော့ဆွမ်းနာကကျွန်တော်ပြောတဲ့ဒီ momentum height သွားတဲ့အရာတစ်ခုပေါ့နော်အဲ့တစ်ခုကဘယ်လောက်ထိဒီပွဲကိုပြီးဖောင်ရောက်စေလဲဆိုလို့ရှိရင်အစပိုင်းမှာတည်းကတော်တော်နာဝယ်ကန်ပြီး flicker ကြီးတွေဝင်လိုက်တဲ့ကွက်တော်တော်လေးကိုကောင်းတယ်ပြီးရင်ကောင်းတဲ့ကွက်တွေလည်းအများကြီးရှိတယ်အထူးသဖြင့်အောက်လင်းကိုကန်တဲ့ကွက်ပေါ့အောက်လင်းကိုဆိုလို့ရှိရင် 2 weather 1 saturation တွေတစ်ခုမှာသူတို့ပြန်လဲပြီးတော့ဒီ reflect လုပ်တဲ့ပုံစံမျိုးကိုကြည့်လိုက်သူတို့ဒီမှာပြန်လဲပြီးတော့cycling eagle နောက်ကနေ Fubari နဲ့လိုက်လာတဲ့အကွက်မျိုးတွေလည်းရှိတယ်ထပ်မှန်ပြီးတော့ဒီမှာအဓိကအီတာနယ်ကကြီးကိုစံကြီးကတ်ရှောင်လိုက်တယ်ထပ်မှန်ပြီးတော့ဖလီကာခုံပြီးတော့ guiding wheel နဲ့ထွက်သွားလုံးဝပန်းနဲ့မဖြစ်သွားဘူးဒီအချိန်နေကြီးမှာကွာဒီလိုပွဲမျိုးကြီးမှာဒီလိုမျိုးစပက်ကို easy လေးကိုကတ်သွားတာဒါအပြင်ကျွန်တော်တို့ဒီမှာဆိုလဲဒါဆိုတော့ကျွန်တော်ဗီဒီယိုအစမှာပြောခဲ့တဲ့ဒီဘလင်းနဲ့ဒီခိုင်စီရဲ့ connection လေးတခုထပ်မှန်ပြီးတော့တို့ဒီမှာ9မိနစ်တိုင်ပဲဖြစ်တာကြောင့်Hirara နဲ့ဒီ Barak ကလည်း position ချိန်လိုက် Barak combination လုပ်ပြီးတော့ Hirara ကဒီသွားပြီးတော့ split ပြီးဆိုတဲ့အတွက် Hirara split ကိုအပြည့်ရမယ် Hans Bakers တွေကလည်း game winner ဆိုင်ပို့ပြီးတော့ Sona moment တိုင်ကြောင့်တိကျလာတယ်ဒီဟာဆိုလဲဒါရင်ကျွန်တော်က wake ကိုကင်ပြီးတော့ခေါ်ဆန်ကိုငုံပြီး flicker နဲ့ဒီ Vasana ကိုကောက်ပြီးတော့ထွေးလိုက်တဲ့ out play တွေတို့ကအဲ့လို moment တစ်ခုတက်သွားတာဖြစ်တဲ့အတွက်ဒီတို့ရဲ့ Medra နဲ့ဆော့မယ်ဒီ silent ခန်းကအကွက်တွေလည်းကောင်းကောင်းလေးလုံနိုင်ခဲ့သလို player တွေအကုန်လုံးက space cast တွေအဲ့လောက်တိကျနေပြီဗျာဒီပွဲကလုံးဝအပြက်ကြီးပဲအဲ့တော့ကျွန်တော်ပြောချင်တာကတော့ game 2မှာသူတို့ဒီ coach ကပေးတဲ့ drop pick တခုကိုသူတို့ကောင်းကောင်းမဆော့လိုက်နိုင်သလိုသူတို့ရဲ့လက်တွေဟာလည်းထိတ်ဆုံးကိုရောက်နေတဲ့အနေအထားမျိုးဖြစ်သွားပြီဘာလို့လဲဆိုတော့ mentality ကြောင့်ပဲဆိုတော့ဒီ game 1 ရဲ့ mentality impact ကတော်တော်လေးကိုအရေးပါတဲ့အနေအထားမျိုးပေါ့အဲ့လိုကနေပဲဒီ pro e-sport ကိုနိုင်သွားကြလေတတိပေါ့ဗျာအဓိက mentality လည်းကောင်းနေရမယ်ဒါမျိုး space cast တွေကလည်းအရင်တိကျနေပြီဆိုလို့ရှိရင်တော့ဒီ SRG ကိုနိုင်ခဲ့တဲ့ pro e-sport ကိုတော့တကယ်အပြတ်သက်ဆော့ကစားပြခဲ့တဲ့ဒီပွဲတစ်ပွဲတော့ကျွန်တော်မြင်တွေ့ခဲ့ရတယ်ဗျာ KT ကတော့ဒါ Pro Esport နဲ့ Young Gladico ရဲ့ဒီ Game 1နဲ့ Game 2ကိုကျွန်တော်မြင်တော့ကျွန်တော်အချက်လက်လေးတွေပရိသတ်တွေကိုရှင်းပြသွားလဲဖြစ်ပါတယ်တင်ဒီဗီဒီယို Facebook ကကြည့်နေပြီ YouTube ကြည့်နေပြီ TikTok ကကြည့်နေပြီဖြစ်ဖြစ် Like Follow Subscribe လေးလုပ်သားဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာတွေ့ပါမယ် 2026 What a dominant game